ဒါလေးတစ်ခုပြန်လုပ်လိုက်ပါဒါ racing ပြည့်တယ်အဲ့ဒီပွဲမှာမတရားပြည့်ကြတော့ကျွန်တော်နာမည်လေးထုတ်ပြရတယ်အဲ့ပိုကောင်းတယ်ကျွန်တော်ကြီးရအော်နော်ပေးရရှိရပေးကိုတောင်တော့ကျွန်တော် surprise တစ်ခုလုပ်တာဟာပါလေ ပုံလေးပါပုံလေးရှိရလေးတက်ပဲရအောင်ဆွဲလိုက်နည်းနည်းတော့ ကြီးရပဲကြီးရ ပေါ့ပေါ့ဖွင့်ကြည့်နဲ့ပစ္စည်းအခက်ခဲလေးကြ ကောင်းပါလေ ဟော ဒီဘောကဟိုအာနာသိမ်းပြီးတော့ပထမဆုံးသူထိုင်းမီဒီယာနဲ့အင်တာဗျူးလုပ်ပြီးအင်တာအာနာသိမ်းတာပဲအင်တာဗျူးလုပ်တာပေါ့ ကျွန်တော်အင်းကြီးကြိုက်တယ် ဟုတ်အဲ့တော့ကျွန်တော် shooting ထိုင်း shooting ပါပဲထိုင်းမီဒီယာနဲ့အင်တာဗျူးလုပ်တာအဲ့တော့ အာတူကိုရဆွဲတာဟာလဲနာမည်ဘယ်လိုလဲကြာဒီတော့ဒီတော့ဟိုး အဲ့ဒီဒီမှာလက်မထုတ်အောင် မိုက်ဒါပြီ ဒီလိုဆိုပါ ပုံတရားဝိုင်းရပြီးတော့လည်းထူးထူးလေးပုံရကွာ ဘောင်ပြန်ထည့်လိုက်မယ်လေကိုပဲရအောင် ဘောင်းဝယ်ထားပြီ အော်ဒီမှာထည့်ပေးမှာ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ရအဲ့ဒါလေးတစ်ခုပြန်လုပ်လိုက်ပါဒါ racing ပြည့်တယ်အဲ့ဒီပွဲမှာမတရားပြည့်ကြတော့ကျွန်တော်နာမည်လေးထုတ်ပြရတယ်ဟုတ်အဲ့ပိုကောင်းတယ်ကျွန်တော်တယ် ဟုတ်တယ်ကိုယ်ကလက်မှတ် ကျွန်တော်လည်းမတရားပြန်ပြီးဒီဘက်မှာ project ထည့်လိုက် project တက်တယ်ပိုကောင်းတယ် ကဲအဖတောင်းဝင်ဆရာသောဟိုမှာကိုမပြောလေဘာပြောချင်တော့ဒီလိုနဲ့ပတ်သက်ပြီးလိုလေးလုံးရင်ကောင်းတယ်လို့အကြံပေးထားလေနေသားရင်နှုတ်ပြီလို့ပြောလေပြောလိုက်ပြောအဲ့လိုလှုပ်လိုက်ပါလားအဲ့ဒါပို့ပြီးတော့ကျိုးရှိမှထင်တယ်မတရားဖြစ်မှာရှင် ဆရာ ပြောလေ